ယင်ကြီးရဲ့အလဲမှာတန်ချေးတက်နေတဲ့ကွန်တိန်နာဝကြီးတစ်လုံးဟာလှိုင်းလေးနဲ့အတူအားကိုးရမယ်မျောပါနေပါတယ်။အဲ့ဒီအပေါ်မှာတော့သူမရဲ့ရင်သွေးငယ်လေးနဲ့အတူမိခင်ဖြစ်သူဟာအသက်ရှင်ဖို့အတွက်ရုန်းကန်နေရတာပါ။သူမမှာစားစရာဘာမှမရှိတော့တဲ့အစုံကလေးရဲ့အနှီးဟောင်းလေးကိုငါးစာဖြစ်သုံးပြီးငါးဖမ်းဖို့ကြိုးစားခဲ့ပါတယ်။ဒါပေမဲ့ကံကြမ္မာကသူမဘက်မှာမရှိခဲ့ပါဘူး။လက်လုံလန်တဲ့ငါးတွေကိုထိုးပေမဲ့တကောင်မှမမိပဲစိတ်ပြက်အားငယ်စွာနဲ့ပဲကွန်တိန်နာမိုးပေါ်မှာသူမလဲကျသွားခဲ့ပါတယ်။ဒါပေမဲ့အဲ့ဒီအချိန်မှာပဲကောင်းကင်ယံကနေလေရင်တစည်းထက်ပြန်သွားတဲ့အတန်ကိုကြားလိုက်ရပါတယ်။ဒါဟာသူမအတွက်တော့နောက်ဆုံးမျှော်လင့်ချက်ပါပဲ။သူမဟာရေတွေဝတ်နေတဲ့ကွန်တိန်နာတွေကိုအမြန်ဆင်းပြီးမှန်ကွဲဆက်တစ်ခုကိုယူကာနေအောင်ကြီးနဲ့အချက်ပြဖို့အစွမ်းကုန်ကြိုးစားခဲ့ပါတယ်။ဒါပေမဲ့ဝမ်းနည်းစရာကောင်းတာကတော့အဲ့ဒီလေရင်ကြီးဟာသူမကိုမမြင်ပဲမိုးကုတ်ဆက်ဝိုင်းအလုံးကိုပြန်တန်းသွားခဲ့ပါပြီ။မျှော်လင့်ချက်တွေပြတ်သုံးသွားပေမဲ့လည်းသူမဟာရှုံးမပေးခဲ့ပါဘူး။ကွန်တိန်နာတွေကပစ္စည်းဟောင်းတွေထဲမှာတွေ့ရတဲ့နှစ်ချက်ကျိုးလေးတွေကိုတပင်ချင်းကျစ်ပြီးငါးဖမ်းပိုက်တစ်ခုကိုကိုယ်တိုင်ဖန်တီးခဲ့ပါတယ်။နောက်တစ်နေ့မနက်မှာတော့သူမရဲ့တီထွင်မှုကအလုပ်ဖြစ်သွားခဲ့ပါပြီ။အနှီးဟောင်းလေးကိုငါးစာလုပ်ပြီးပိုက်ချလိုက်တဲ့အခါမှာတော့ငါးအများကြီးကိုဖမ်းမိသွားခဲ့ပါတယ်။အသက်ရှင်ဖို့အတွက်ငါးစိမ့်တွေကိုအားရပါရစားရင်သူမဟာရှင်တန်ရေးအတွက်စနစ်တကျပြင်ဆင်ပါတော့တယ်။ဖမ်းမိတဲ့ငါးတွေကိုရေပုံးထဲမှာအရှင်တိုင်းသိမ်းဆည်းထားပြီးကွန်တိန်နာတွေကိုဝင်လာတဲ့ရေတွေကိုလည်းပိုက်နဲ့စနစ်တကျပြန်ထုတ်ရင်းတရက်ပြီးတရက်ဖြတ်တန်းခဲ့ပါတယ်။သူမဟာတယောက်ယောက်ကလာကယ်မလားဆိုတဲ့မျှော်လင့်ချက်နဲ့စိုးစလို့ရေးထားတဲ့စာတိုလေးတွေကိုဘူးခုံလေးတွေထဲထည့်ပြီးပင်လယ်ထဲကိုမျောခဲ့ပါတယ်။ရက်ပေါင်းများစွာကြာလာတဲ့တညမှာတော့သူမရဲ့ပျက်စီးနေတဲ့ဖုန်းစီကိုခင်မုန်းဖြစ်သူဂျက်စီကဖုန်းဝင်လာခဲ့ပါတယ်။ဒါပေမဲ့ဒါဟာဝမ်းသာစရာမဟုတ်ပဲကြေကွဲစရာသတင်းဆိုးကြီးဖြစ်နေခဲ့ပါတယ်။ဂျက်ဟာသူမကိုလာရှာဖို့နေဆက်ကိုဖျက်ကျော်ရင်းအပြစ်သက်ခံလိုက်ရပြီဆိုတဲ့အတန်ဖိုင်ကိုကြားလိုက်ရတဲ့အခါမှာတော့သူမရဲ့ကဘာကြီးတစ်ခုလုံးပြိုလဲသွားတယ်လို့ခံစားလိုက်ရပါတယ်။ဒါပေမဲ့လည်းရင်ခွင်ထဲကကလေးလေးအတွက်သူမဟာမျက်ရည်ကိုတုပ်ပြီးဆက်လက်ရှင်တန်ဖို့ဆုံးဖြတ်လိုက်ပါတယ်။26ရက်မြောက်နေ့မှာတော့အခြေအနေတွေကအဆိုးဆုံးကိုရောက်လာပါပြီ။ကွန်တိန်နာထဲမှာရေတွေအပြည့်တက်လာပြီးအိတ်စရာနေရာတော့မရှိတော့ပါဘူး။သူမဟာကလေးလေးနဲ့မသွားအောင်တစ်တာလေးနဲ့ပကတ်လုပ်ပြီးကွန်တိန်နာမိုးမှာချီနှောင်ပေးထားခဲ့ပါတယ်။ကွန်တိန်နာကြီးကလည်းတဖြည်းဖြည်းပင်လယ်ထဲကိုနစ်မြုပ်ဖို့အချိန်ကြီးကလာပါပြီ။မိခင်တယောက်ရဲ့မြစ်တာနဲ့အာမလျှော့တန်းစူးစမ်းမှုတွေကဒီပင်လယ်ပြင်ကြီးထဲမှာအောင်မြင်မှုရနိုင်ပါမလား။သူမတို့သားအမိနှစ်ယောက်ဘေးကင်းကင်းနဲ့ကယ်တင်ခြင်းခံရပါမလားဆိုတာကတော့စိတ်ဝင်စားစရာဇာတ်လမ်းကောင်းတွေကိုအမြဲတင်ဆက်ပေးနေတာမို့ like နဲ့ follow လေးလုပ်ထားဖို့မမေ့နဲ့အောင်တော့အားလုံးကိုကျေးဇူးတင်ပါတယ်